လူအယိုးတွေနဲ့ခင်းလုပ်ထားတဲ့ဘာမရုပ်ယထာလန်ဒါကတော့လူအယိုးတွေနဲ့ခင်းထားတယ်လို့နာမည်ကြီးတဲ့သမိုင်းထဲကဂျပန်မြန်မာမီးယထာလန်ပဲဖြစ်ပါတယ်ဒီယထာလန်ကြီးဖြစ်ဖို့အတွက်လူဦးရေပေါင်းသိန်းနဲ့ချီတဲ့အသက်နဲ့ဘဝတွေကိုရင်းနှီးထားရပြီးတချို့ကလည်းဒီလန်ကြီးကိုလူသားအတ္တရဲ့အကြီးတန်းဆုံးပြရုပ်ကြီးအဖြစ်သတ်မှတ်ထားကြပါတယ်ဒီလန်ကြီးကိုမြန်မာနိုင်ငံကဖက်စစ်စနစ်လက်အောက်ကျရောက်နေစဉ်ဒုတိယကမ္ဘာစစ်အတွင်း1942-1943ဂျပန်ခေတ်မှာဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာစစ်အတွင်းခွန်အားကောင်းနေတဲ့ဂျပန်နိုင်ငံကမြန်မာနိုင်ငံကိုလက်အောက်ခံအဖြစ်သိမ်းပိုက်ပြီးနောက်မှာအိန္ဒိယကိုဆက်လက်သိမ်းယူဖို့အတွက်ဒီလန်ကိုဖောက်လုပ်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ဂျပန်တွေရဲ့အစီအစဉ်အရအိန္ဒိယမှာခြေကုပ်ယူထားတဲ့ဂျပန်တပ်တွေကိုဒီလန်ကတဆင့်လက်နက်တွေကိုအမြန်နှုံးနဲ့ပို့ဆောင်ပေးဖို့ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုမြန်သက်မြန်ကျင်တဲ့အတွက်ကြောင့်ပေပေါင်းရာနဲ့ချီရှည်လျရတဲ့မီးရထားလမ်းကိုတစ်နှစ်ထဲနဲ့အပြီးသက်နိုင်ဖို့အတင်းအကျပ်ခိုင်းစေခဲ့ပြီးလမ်းဖောက်လို့ရမှာအခကြေးငွေမပေးရတဲ့စစ်တုံးမန်းတွေနဲ့လက်အောက်ခံနိုင်ငံကမြန်မာအလုပ်သမား9000ကျော်ကိုအသုံးပြုခဲ့ပါတယ်။ဖက်စစ်စနစ်ရဲ့စိုးရွားတဲ့အယူအဆနဲ့ဂျပန်ကင်မေတိုင်းရဲ့အညာတာကင်းမဲ့မှုကလုပ်သားတွေကိုအစားအသောက်မပေးဘဲတစ်နေ့18နာရီကြာခိုင်းစေခဲ့ပါတယ်။တော်ထဲမှာငှက်ဖျားအန်ရရဲ့သားရဲ့အန်ရရဲ့တွေကိုရင်ဆိုင်ရတဲ့အပြင်အစားအသောက်ပါချို့တဲ့ပြီးမအိပ်ရတဲ့အထိပင်ပန်းလွန်းအောင်မို့လုပ်သားတွေကထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာလည်းလက်ရပြန်လေဖမ်းဆီးခဲ့တယ်လို့နောက်လူတွေမလုပ်ရဲအောင်ပညာကောင်းကောင်းပြခဲ့ပါတယ်။အဲ့ဒါကတော့ထွက်ပြေးတဲ့လုပ်သားတွေကိုမီးရထားလမ်းအလယ်မှာချထားပြီးအပေါ်ကနေတန်ချိန်များစွာလေးလံနဲ့တစ်သားလုံးတွေပစ်ချလိုက်တာပါပဲ။ဒီလိုမျိုးနောက်ထပ်မလန်အောင်အယိုးနဲ့လမ်းခင်းပြတာတော့မှဘလို့မှဓမ္မခံနိုင်တဲ့လုပ်သားတွေဟာဇက်တိုက်ထွက်ပြေးခဲ့ပြီးထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့အဆိုဂျပန်စစ်ဗိုလ်တွေဟာလုပ်သားတွေကို24နာရီပတ်လုံးတန်ချီချင်းခတ်ပြီးအလုတ်ခိုင်းစေခဲ့ပါတယ်။ဒီနီးလန်းနဲ့အကျဉ်းသားကင်းမဲ့စွာဖောက်လုပ်ခဲ့တဲ့လမ်းကြီးဟာမြန်မာနိုင်ငံနယ်စပ်ကိုဖြတ်ပြီးထိုင်းနိုင်ငံကန်ချနဘူရီမြို့မှာယနေ့တက်တိုင်တည်ရှိနေပြီးကံကောင်းထောက်မစွာနဲ့ယထာလန်လည်းမပြီးဆုံးခဲ့တယ်လို့အိန္ဒိယကိုသိမ်းပိုက်မဲ့အကြံစီလည်းမအောင်မြင်ခဲ့ပါဘူး။အခုလိုထူးဆန်းဖွယ်ရာဗီဒီယိုလေးတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ page လေးကို like and follow ထားဖို့လည်းမမေ့ပါနဲ့အောင်ရှင်။